ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ Sakura School Christmas ကိုအိမ်တော့ပြန်มาဖြစ်ပါတယ်ရွာအိမ်ဘက်ကတော့ပဲပါရှာလိုက်ကြည့်ကြအောင်နော်ချစ်တို့ Christmas ကိုအိမ်တော့ပြန်มาဖြစ်ပါတယ်ဒီဟာကတော့မူးဖွင့်လာတဲ့ပိတ်တာကတော့ဒီမှာပါဒီလိုမျိုးပေါ့နော်လုပ်လို့ရပါတယ်ရှာစီးပြီးလုပ်မှာပေါ့နော်အဲ့လိုမျိုးပါတယ်ဒီမှာတော့အဲ့လိုဖြန့်ချင်အဲ့လိုလုပ်လို့ရပါတယ်ရှာChristmas ဖို့အပအောင်ရွာအိမ်ဘက်ဆိုတော့လေရွာအိမ်ဘက်ကိုသွားမှာရှာအခုစား office ဘက်ကိုတော့လုံးဝမသွားမိလိုက်ပါနဲ့ရှာကဲအဆိုကုန်းကိုတက်မယ်ပြီးတော့အဲ့ဘက်ကိုမသွားပဲနဲ့ဒီဘက်ကိုသွားပါမယ်ပြီးရင်တော့အိုက်ကုန်းနဲ့ဝင်သွားပဲနဲ့ဒီပေါ်လေးကိုတက်လိုက်ပါကဲတက်ပြီးပြီဆိုရင်ကိုလန်ကိုသွားပါအဲ့ဘက်ကိုလုံးဝမထိုးမိစေပါနဲ့အော်လမ်းမပါနော်ဟိုဘက်အဲ့ဘက်ကိုသွားမှာလာကြော်သွားဟိုမှာမြင်ရပါပြီအဲ့ဘက်ကိုသွားပါနဲ့ဒီဘက်ကိုသွားပါမယ်ပြီးတော့အဲ့ဘက်ကိုမသွားပါနဲ့ဒီဘက်ကိုသွားပါမယ်ကဲဆိုရောက်သွားပါပြီဟိုမှာခိုင်စီပို့နော်ရှိပါတယ်မိုက်တယ်နော်မကိုအိမ်မှာပါတီရှိလဲဆိုတော့အမွေဆိုင်လို့ပေါ့ပတ်ကြည့်မယ်ပါတီရှိလဲမဖွင့်ဘူးအိုးလိုက်တာအော် Christmas ဟာအေးပါလားမဆလာမီဖွင့်ရရတယ်မီးမဖွင့်တော့ဘူးဒီမှာ gift တွေများပဲအပေါ်တက်ပါတီမယ်တော့ကတော့အဲ့လိုပဲပတ်ကြည့်ကြည့်မယ်လေဒီလိုလေးသူကဒီမှာလဲထိုင်လို့ရတယ်ကဲဆိုဘယ်ကိုပြသွားမယ်အပအင်တိုက်ကြည့်ကြည့်မယ်ဘာရှိရလဲမသိဘူးအင်ကြီးလေးတဲ့ဟာမရှိပါဘူးမလည်းအသက်ပတ်ကြည့်မယ်မကတော့စီလို့ရပါစီကြည့်မယ်ဝိုင်းကလည်းလောက်ရှာဘိုင်းလည်းမသိဘူးအော်ဒါညာအဖြစ်ပြသွားအဲ့ဒါမလုပ်တော့ဒါလေးပဲပြန်ကြည့်မယ်โอ้ပါရရတော့ share ပဲလုံးဝဟိုဘက်ကကြအဲ့ဒါတွေပါရှာလိုက်ပတ်ပြီးကြည့်လို့ရပါတယ်ဟိုဘက်အိမ်ကိုတားပြီးအမွေစိန်လုပ်ကြည့်မယ်ဒီဘက်အိမ်ကတော့တားပြီးဟိုဘက်ရှိသွားမယ်ဟိုကတော့လူနေမဲလာမောက်ပြီ
ဟုတ်ပါကဲမတော်ခင် like and subscribe လုပ်ဖို့မမေ့ခဲ့နဲ့အောင်နော်အဲ့ဘကမတော်တော့ပါဘူးမဟုတ်ရင်တရေသွားရှိလိမ့်မယ်ချစ်တဲ့လုံးလေးဒီ I love you လို့ comment မှန်ခဲ့အောင်နော်မမကိုချစ်တဲ့လုံးလေးဒီ like and subscribe လုပ်ပြီး comment မှန်ခဲ့အောင်နော် I love you ဆိုပြီးတော့မှဟိုရေကူးရတယ်ဟိုညီကလူတကယ်မနေရလားငါကြည့်ကြည့်မယ်ဟောပစ္စည်းလည်းမတွေ့ဘူးကြာလူနေထနေပေါ်တက်လိုက်တာပြီးအမွေစင်လုပ်ကြည့်မယ်အပေါ်တက်ကတော့ဘာမှမရှိကိုယ်ကပြန်လာကမှလေးအားလုံးပဲကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့အားလုံးပဲတတာကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်တတာဒါပေမဲ့comment လုပ်ခဲ့ဖို့မမေ့နဲ့နော်မမကိုချစ်တဲ့လူတွေcomment I love you လို့မှန်းခဲ့နော်တတာ